တခြားလူတွေဒီလိုမိုးရွာဒီမှာဖန်အောင်တွားပြီးဝမ်းဝမ်းလုပ်နေတဲ့အချိန်ကျွန်တော်ပေါ်လာတယ်ပျော်ပျော်ပါပါမလီဝါရေတကွန်တွားပြီးပစ်ကက်နစ်လေးထွက်ခဲ့ပါတယ်တဘာဝနဲ့ထိရရတာတပတ်လုံးပြင်ပန်းခဲ့တဲ့မြမိုးတို့ပြပြောက်စေခဲ့တယ်လို့ဒီနေရာတိတ်ဆိတ်အေဂျင်မီလက်ပတ်လို့ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ရေတကွန်လာတဲ့အခါတိုင်းမှာလည်းအမြဲတမ်းလူစီကနေတက်ပြီးတော့ရေတကွန်နဲ့ဝင်ဖို့အတွက်ဆိုရင်လက်မှတ်ကို1ယောက်2000လုံးနဲ့ဝယ်ရပါတယ်ဘာဖြစ်ဖြစ်တန်ပါတယ်အထဲမှာတော့ထိုင်စားနေရာတွေမရှိတော့အောင်ပြည့်နေတာတွေ့ရပါတယ်တရက်တာပျော်ရွှင်စွာဖြစ်တတ်နိုင်မှုအတွက်ကျွန်တော်တို့အဖွဲ့ကကဏ္ဍဆောင်မှာလက်ဟမှုမရှိအောင်ကြိုတင်စီစဉ်လာတော့တောက်လိုက်စားလိုက်ရေကူးလိုက်နဲ့အတော်ပျော်ခဲ့ရပါတယ်ကျွန်တော်တို့နဲ့အပြိုင်ဘောက်ပွင့်တဲ့အဖွဲ့ကတက်တက်ကိုရှိတာဆိုတော့ဖိုးကရဲ့မှားချင်တဲ့တခြင်းနဲ့လည်းအပြိုင်ကိုခဲ့ကြပါလေတယ်အစားတော့လာတာ9ယောက်ဆိုပေမဲ့ဟိုရောက်မှရက်တမားတွေစုမိပြီးအင်အားအတော်လေးတောင်းသွားပါတယ်ရက်တမားတွေဆိုပေမဲ့ကြိုက်တဲ့လူကိုရွေးလို့ရပါတယ်အားလုံးကလူပြိုတွေပါပဲပြထားတဲ့တူမများနောက်ပြန်လှည့်လာမလားဆိုတဲ့စိတ်နဲ့ရေထဲကိုနောက်ပြန်ခုန်ချခဲ့ပူပါတယ်တူမရဲ့အမုန်းတွေကြားမှာနှင်းမုန်းခဲ့တယ်လို့ရေမုန်းတာပဲဖတ်တင်ခဲ့ပါတယ်မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးကိုရောက်ခဲ့မဲ့ဆိုရင်တော့ဒီနေရာလေးကိုတွားလှည့်ကြဖို့ပြောပြချင်ပါတယ်တော့ဒီနေ့မလီဝမ်ရေဒီယိုကျွန်တော်တို့ညီကိုတွေတော့မှာဖြစ်ပါတယ်တော့ဖြုတ်မှာဖြစ်ပါโอเคကိုရောရင် Let's go ဘာညာပြန်တွေ့မယ်โอเค